အတွက်ကျွန်မစီဝင်စားခဲ့တဲ့ K News တွေပထမဆုံးအနေနဲ့ကျွန်မတို့ကိုပထမဆုံး K-pop သချင်းတွေနားထောင်စေခဲ့တဲ့ idol စီစီရဲ့သချင်းအသက်အတွက် congratulation လုပ်ပေးကြရအောင်ပေါ့နော်သချင်းကလည်းကောင်းတယ် dance ကလည်းမိုက်တယ်ပေါ့နော်တကယ်ကိုသချင်းဆိုတာကသူ့ရဲ့ကျွမ်းကျင်အားလို့ပြောထားတာတကယ်ကိုမမှားဘူးလို့တွေးမိရပေါ့နော်ပြီးတော့သူသချင်းအံပွေထဲမှာရှော့ရှော့ကောင်းမလေးက Aspar ရဲ့ Karina မသိခဲ့ဘူးပေါ့နော်တေချာအံပွေကိုကြည့်ပြီးတော့မှပဲသိတော့တယ်ပေါ့နော်ပြီးတော့ဤလိုလူမျိုးတွေလည်းရှိတယ်ဆိုတော့သိလိုက်ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ Lisa ပေါ့နော် Lisa က Oscar ဆုပေးပွဲကိုတက်ရောက်ခဲ့တဲ့ Red Carpet တက်ဖို့အတွက်အင်ဂျီကိုဘယ်လိုအင်ဂျီမျိုးလဲဝေးရမလဲဆိုတာစဉ်းစားခဲ့တယ်တဲ့နောက်ဆုံးမှတော့သူရဲ့ different size ကိုပြသခြင်းနဲ့အတွက်ကြောင့်မလို့ custom made suits ကိုဝေးစင်ပြီးတော့6ခဲ့ပေါ့နော်ဟောလုံးဝမိုက်တယ်ပေါ့နော်ပြီးတော့ကြောင့် Lisa ကဒူဂျာကက်ရီတူနဲ့အတူတူ Oscar ဆုပေးပွဲမှာဖျော်ဖြေခဲ့ပေါ့နော်ပြီးတော့သူရဲ့တခြားသရှင်တွေကိုဖျော်ဖြေခဲ့ပေါ့နော်နောက်တစ်ယောက်ကတော့ဂျင်းနီပေါ့နော်သူမကသရှင်အံပွေရဲ့အသက်ထွက်လာရပေါ့နော်ထွက်လာတိုင်းမှာသူမရဲ့မတူညီတဲ့ different size ကိုပြသခဲ့တယ်လို့အထင်တယ်ပေါ့နော်live ဂျင်းနီဆိုရင်လည်းသူ့ရဲ့ hater တွေအတွက်အဲ့ဒီရှင်တွေကစာသားလေးကြိုက်ရပေါ့နော်။ဒါလဲဆိုတော့သူများတွေလုံနေတဲ့အရာကသူ့လုံးလိုက်မှအပြစ်ဖြစ်သွားတာမျိုးဆိုတာလေးပေါ့နော်။ပြီးတော့သူက twin ဆိုတဲ့တရှင်ကိုလည်းlive မှာဆိုခဲ့တယ်ပေါ့နော်။အဲ့ဒီတရှင်ကိုစုံနေတဲ့အချိန်မှာလည်းငိုခဲ့တယ်။အဲ့ဒီတရှင်ဟာသူ့ရဲ့လုံးဝ personal sound တစ်ပုဒ်ပါတဲ့နောက်တစ်ခုကကျတော့ new ချင်းဖြစ်တဲ့ NJC အကြောင်းပေါ့နော်။သူတို့ဟာအခုဆိုရင် ATO ကနေဆွဲဆိုထားတဲ့contract မပြည့်သေးဘဲနဲ့ ATO ကနေထွက်သွားမှုတွဲပထမဆုံးကြားနာမှုစတင်နေပြီပေါ့နော်ဒါတွေကမသိမနာလဲတာရင်မလို့မပြောတော့ပေါ့နော်စတင်နေပြီဆိုတာနဲ့အမြန်ဆုံးပြီးဖို့ညှော်လင်းနေဆိုတာလေးပါပဲပေါ့နော်နောက်ဆုံးအနေနဲ့ ET နေတဲ့ GD ရဲ့ show ဖြစ်တဲ့ကိုသေးပါနော်အဲ့ဒီမှာစုံမြန်းစရာတွေလည်းအများကြီးမို့လို့ပြီးတော့မထင်ထားတာကကိစုံဟောမှာပဲပေါ့နော်လုံးဝတက်ကြွပြီးတော့အကိုကြီးတယောက်လိုမျိုးဥဆောင်နေရမို့လို့ပါပြီးတော့ show ရဲ့ရွေးချက်ကိုလည်းသဘောကျရပေါ့နော်ပြီးတော့ particularly တိတ်ပြလေးမရှိတဲ့ IU နဲ့လီချောင် soft တို့ပြတ်သွားပြီဆိုတဲ့သတင်းကလည်းတက်လာခဲ့တယ်ပေါ့နော်လီချောင် soft ကတော့ IU ရဲ့ new drama ဖြစ်တဲ့ One Life Gave You the Terrain အတွက်သူများရင်းနဲ့မတူညီစာ support လုပ်ပေးခဲ့ပေါ့နော်ပြတ်ပြီလို့ပြောရဲ့သတင်းတွေကိုလည်းဖြည့်ရှင်းပြီးသွားဖြစ်တဲ့ post လေးတစ်ခုပေါ့နော်သူကအဲ့မှာ The Golden Hour ဆိုအုတ်ထုတ်ကလေးကိုစောင်းထားတဲ့ post ကလေးပေါ့နော်အဲ့ဒီအုတ်ထုတ်ကလေးကလည်း IU ကစောင်းခဲ့ပို့ရပေါ့နော်အဲ့ဒီအတူတူလေးတွေသုံးကြလာတော့မှောရင်အုတ်ထုတ်ကတလုံးနဲ့လာတော့ကျွန်မလည်းမသိဘူးရှင်နော်IU ရဲ့ဇာတ်ကားအသစ်ကလည်းလုံးဝအမိုက်စားလေးပေါ့နော်မကြည့်ရသေးရင်ကြည့်လိုက်ပါအောင် bye bye